ထမှန်ပြီးတော့အကြံပြုလိုတဲ့သပင်အမျိုးအစားကတော့ dry hair 6သွေးတဲ့သပင်မှာသပင်တွေဘာကြောင့်6သွေးရလဲဆိုလို့ရှိရင်မကြာခဏခေါင်းလျှော်ခြင်းကြောင့်အချိန်များများခေါင်းလျှော်ခြင်းကြောင့်သဘာဝကထုတ်ပေးတဲ့အဆီတွေအဆို့တက်တွေကခန်းချောက်ပြီးတော့ဆန်သားတွေ6သွေးပျက်စီးရခြင်းဖြစ်တယ်။နောက်ပြီးတော့မမှန်ကန်တဲ့ခေါင်းလျှော်ရည်တွေသုံးဆွဲခြင်းကြောင့်လည်းဖြစ်တယ်။မမှန်ကန်တဲ့ခေါင်းလျှော်ရည်ဆိုတာကကျမတို့ဥပမာကျမတို့မှာ dry hair လို့ခေါ်တဲ့6သွေးတဲ့သပင်အမျိုးအစားကိုပိုင်ဆိုင်ထားတယ်ဆိုလို့ရှိရင်ကျမတို့က oily hair လို့ခေါ်တဲ့အစီပြန်တဲ့သပင်အမျိုးအစားအတွက်ထုတ်ထားတဲ့ dry shampoo ကိုကျမတို့ကရွေးချယ်ပြီးတော့မရက်စာသုံးဆွဲမိမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဆန်သားတွေကပို့ပြီးတော့6သွေးမယ်ပို့ပြီးတော့ပျက်စီးမယ်ဒါကိုဆိုလိုတာပါဒါကြောင့်ကျမတို့သပင်အမျိုးအစားတစ်ခုချင်းစီတိုင်းအတွက်မှန်ကန်တဲ့ခေါင်းလျှော်ရည်ကိုရွေးချယ်ဖို့ကလည်းပဲအင်မတန်မှအရေးကြီးပါတယ်နောက်ပြီးတော့ရေဘူးတွေနဲ့ရေချိုးတာရေဘူးတွေနဲ့ခေါင်းလျှော်တာတွေကိုလည်းရှောင်ကျဉ်ပေးရပါမယ်ခေါင်းလျှော်ပြီးနောက်မှာလည်းကျမတို့ကသဘာဝအတိုင်း6သွေးစေရပါမယ်။တဘာဝအတိုင်း6သွေးစေခြင်းမဟုတ်ဘဲနဲ့ hair dryer တွေသုံးဆွဲခြင်းကလည်းဆန်သားကိုပို့ပြီးတော့6သွေးပျက်စီးစေတယ်။နောက်ပြီးတော့အဆိုတက်ကိုထိမ့်သိမ်းဖို့အတွက်လည်းကျမတို့က conditioner လေးကိုသုံးပေးရပါမယ်။ပြီးတော့မကြာခဏခေါင်းဖီးခြင်းနဲ့ခေါင်းဖီးခြင်းနဲ့ကြမ်းတမ်းစွာခေါင်းဖီးခြင်းကိုလည်းရှောင်ကျဉ်ပေးရပါမယ်။